ဒီ6လပိုင်းမှာအင်္ဂါသားမြေကံတွေကဘာတွေလဲဒီ6လပိုင်းအတွက်တတော်ကနမိတ်ကြော်ကြည့်ပြီးမှဖြစ်ပါတယ်ဒီနေ့မှာတော့အင်္ဂါသားမြေအတွက်ပါအချစ်ရေးအိမ်တော်ရေးစီးပွားရေးငွေကြေးအလုပ်ကိုင်းပညာရေးသားမြေကံကအစားစုံလင်အောင်လေးကျွန်တော်ကြည့်ပေးမယ်ပြီးရင်ကြော်ရတရားလေးနဲ့ပေးမယ်ဒီရတရားလောက်ထားမယ်ဆိုရင်ဒီ6လပိုင်းမှာအင်္ဂါသားမြေအတွက်ကံကောင်းခြင်းတွေကိုစီကိုကြောက်လာမှာဖြစ်ပါတယ်ရတရားဖျောင်းလုပ်ပြီးပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာအခုညီလေးတစ်ခုလောက်ကျွန်တော်တောင်းချင်ပါတယ်ဒီဗီဒီယိုမျက်နှာနဲ့ဝေမျှခြင်း share ရေးပြင်ခုလိုယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကိုလိုမျိုးပဲဒီ6လပိုင်းမှာအင်္ဂါသားမိမြင်တွေ့သွားတယ်ရတရားတွေခြေလိုက်လို့သူတို့ကအဆင်ပြေသွားတယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်နဲ့ကထပ်တူကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့် share ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့လက်ကြည့်ကြမယ်ခင်ဗျာဒီ6လပိုင်းမှာကံကောင်းနေလားကံဆိုးနေလားနှစ်ခုနဲ့မေးရင်ကောင်းအားက40လောက်ပဲရှိပါတယ် view size ရမှာ60လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေ view size ရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ငွေရေးကြေးရေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကကောင်းတယ်လို့ပဲပြောရပါမယ်မထင်မှတ်ထားပဲဝင်လာတတ်ပါတယ်ကိုယ့်ရဲ့ကံရကဒီ6လပိုင်းမှာနည်းနည်းညံ့တဲ့အတွက်ကြောင့်မို့တချို့လောက်ပဲဝင်လာတတ်ပါတယ်ဥပမာကံနဲ့ပတ်သက်ပြီးတော့အချောင်ရမယ့်ကိစ္စတွေပေါ်လာတတ်ပါတယ်ပြီးတော့အလုပ်ကောင်းတွေရရှိတာမျိုးအလုပ်ပြောင်းမယ်ဆွေ့မယ်ဆိုရင်လည်းတကယ်ချင်းမိတ်ဆွေအကူအညီထောက်ပံ့ကြအောင်အဆင်ပြေသွားတတ်ပါတယ်ဒါကြောင့်ရစရာရှိတဲ့ကိစ္စလေးတွေပေးစရာရှိတဲ့ကိစ္စလေးတွေရှိတယ်ဆိုလည်းပေးနိုင်သွားမယ်လာသလားဖြစ်ပါတယ်ကောင်းတယ်လို့ပဲဆိုရပါမယ်နောက်တစ်ချက်မိတ်ဆွေကံနဲ့ပတ်သက်မယ်ဆိုရင်လည်းအရန်ကောင်းပါတယ်ခင်ဗျာကိုအခက်အခဲဖြစ်နေတဲ့ချိန်เนาะအစင်မပြေတဲ့ချိန်မိတ်ဆွေတွေအကူအညီသွားတောင်းမယ်ဆိုရင်လည်းအလွယ်ကူကူညီတဲ့မိတ်ဆွေတွေရှိနေတတ်ပါတယ်ပြီးတော့အလောက်ကံနဲ့ပတ်သက်ပြီးတော့ကို့မှာအစင်မပြေဘူးအလောက်ရှာပွေနေတယ်ဆိုရင်လည်းမိတ်ဆွေအကူအညီထောက်ပံ့ကြောင်းအစင်ပြေသွားတတ်ပါတယ်ဒါကြောင့်မိတ်ဆွေကံကလည်းအရန်ကောင်းတယ်လို့ဆိုရပါမယ်မိတ်ဆွေအကျိုးပေးပါတယ်ခင်ဗျာနောက်ချက်เนาะအင်္ဂါသားပြီးနေနဲ့မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်ကိုယ့်ရဲ့ညီကိုမောင်နှမတွေနဲ့အစင်မပြေဖြစ်နေတဲ့သူတွေရှိတယ်ဆိုရင်ပြန်လဲအစင်ပြေသွားတတ်ပါတယ်ခင်ဗျာကိုယ့်ရဲ့မိသားစုဝင်ထဲမှာเนาะအဆက်တွေပြတ်နေတဲ့သူတွေအဆက်တွေမရတဲ့သူတွေရှိတယ်ဆိုရင်ပြန်လဲအဆက်တွေရရှိတတ်ပါတယ်အိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်ကောင်းတယ်လို့ဆိုရပါမယ်မမျှော်လင့်ထားမယ်အချောင်ရတဲ့ကိစ္စတွေပေါ်လာတတ်ပါတယ်သတိထားရမှာကစာချုပ်စာတမ်းနဲ့ပတ်သက်ပြီးတော့เนาะပြဿနာလေးတွေဖြေရှင်းရတတ်ပါတယ်အိမ်အောင်ရေးနဲ့ပတ်သက်မယ်ဆိုရင်တော့ view size ရမှာကเนาะကိုယ့်ရဲ့အိမ်အောင်ရေးကြားမှာเนาะလူတချို့ဝင်လာတတ်ပါတယ်အတိကအမျိုးသမီးတွေပေါ့เนาะကိုယ့်ရဲ့အိမ်အောင်ရေးကိုပြက်လို့ပြက်စီเนาะကိုယ့်ရဲ့အိမ်အောင်ရေးအစင်မပြေအောင်ဖိပခါဖြစ်အောင်เนาะအဲ့လိုလူတွေဝင်လာတတ်ပါတယ်ဒါကြောင့်ပေါ့အထူး view size ပါခင်ဗျာအမျိုးသမီးတွေနေနဲ့เนาะကိုယ့်ရဲ့ရုပ်ကြားကို view size ပါခင်ဗျာเนาะကိုယ့်ရဲ့အိမ်အောင်ရေးကြားမှာဘာမှမဟုတ်တဲ့မိန်းမအတွက်ကြောင့်ကိုယ့်အိမ်အောင်ရေးတွေပြိုလဲတတ်တယ်ပျက်စီးတတ်တယ်ဒါကြောင့်အထူး view size ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်လူငယ်တွေအရန်တိချင်တဲ့အချစ်ရည်နဲ့ပတ်သက်တာအချစ်ရည်ကညံ့တယ်လို့ဆိုရပါမယ်ကိုယ့်ရဲ့ချစ်သူကြောင့်ကို့မှာအစင်မပြေဖြစ်လာတတ်ပါတယ်ကိုယ့်ရဲ့ချစ်သူကြောင့်ကို့မှာနော်ညဘက်ဆိုရင်လည်းအိမ်မပြောဘူးသူ့ကြောင့်ကို့မှာအမြဲတမ်းပူပန်နေရတာစိတ်ညစ်နေရတာသူကကို့အမျိုးမျိုးပေါ့နော်စိတ်ဒုက္ခပေးတာတွေဖြစ်နေတတ်ပါတယ်ဒါကြောင့်အိမ်အောင်ရေးရောအချစ်ရောကံကောင်းရအောင်ဘေရွဲအနောက်မှာကျွန်တော်ကြည်တရားလေးပေးမယ်ဒီကြည်တရားဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာအထူးပြုဆိုင်ရမှာကကိုယ့်ရဲ့အချစ်ရည်တွေအိမ်အောင်ရည်တွေဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ဖြက်လို့ဖြက်စီလှုပ်တဲ့သူတချို့ရှိနေပါတယ်အဲ့လိုဖြက်လို့ဖြက်စီလှုပ်တဲ့သူကကိုယ့်ရဲ့အတွင်းလူတွေဖြစ်တယ်အစိတ်မှာတော့ဟာရည်ပြတယ်ကိုယ့်ရဲ့အကျိုးလိုလားတဲ့ပုံပြတယ်ဆိုပေမဲ့အနောက်ွယ်မှာကိုယ့်ရဲ့မကောင်းကြောင်းမကောင်းအသင်းပြင်းတွေပြောနေတဲ့လူတချို့ရှိနေတတ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေနဲ့ပတ်သက်တယ်ဆိုရင်ကံကောင်းနေဒါပေမဲ့ကိုယ့်ကိုမနာလိုတဲ့လူတချို့လည်းရှိနေတတ်ပါတယ်ဒီလူတော့ကြောင့်ပဲကိုယ့်ရဲ့အိမ်တော်ရေးမှာအစမပြေဖြစ်တတ်တယ်ဒီလူကြောင့်ပဲကိုယ့်ရဲ့အခြေတွေထိခိုက်လာတတ်တယ်ဒါကြောင့်အခြေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ view size ရမှာကဘာမှမဟုတ်တဲ့လူတွေအတွက်ကြောင့်ကိုယ့်ရဲ့အိမ်တော်ရေးအခြေကိုဖျက်လို့ဖျက်စီလုပ်တဲ့လူတွေအတွက်ကြောင့်ကိုယ်မှာအစမပြေဖြစ်တတ်ပါဒါကြောင့်ကိုယ်မှာအတွင်းရန်ရှိတယ်လို့ဆိုရပါမယ်ကျမရေနဲ့ပတ်သက်မယ်ဆိုရင်ရေဘူးရအောင်ပြီးတော့ကျမရေကကောင်းတယ် view size ရမှာကเนาะရေနဲ့ပတ်သက်တာလေးနည်းနည်း view size ပြပါခင်ဗျာရေချိုးလုံးဝနောက်မကျစီပါနဲ့ရေတောက်မယ်ဆိုရင် view size ပါဒီတော့တွေမှာအလဲပတ်တဲ့ခီးတွေသွားမယ်ဆိုရင်လည်းချောင်းတာတို့ကန်းချီတို့ပေါ့လုံးဝမလုံးဝဒါမသွားသိတဲ့နေရာတွေဖြစ်ပါတယ်ရေနဲ့ပတ်သက်ပြီးတော့ကို့မှာအကျိုးမပေးပါဘူးခင်ဗျာအင်္ဂါသားတွေနေနဲ့ကို့မှာကလေးလေးတွေရှိတယ်ဆိုရင် view size ရမယ်เนาะကာလတစ်ခုဖြစ်ပါတယ်သမီးကျုပ်ကတော့ခံစားခွင့်ရှိတယ်တားကျုပ်ကလုံးဝအကျိုးမပေးဘူးတားအတွက်ကြောင့်ကို့မှာစိတ်ညစ်ရတာတွေပူပန်ရတာတွေအမြဲတမ်းကိုစိတ်ဒုက္ခပေးတာတွေစိတ်ညစ်တာအမျိုးမျိုးလောက်တာတွေရှိနေတတ်ပါတယ်တချို့ပဲရှိတယ်အကောင်လုံးတော့မဟုတ်ဘူးเนาะတချို့မိဘတွေကเนาะတားကျုပ်အတွက်ကြောင့်ကို့မှာစိတ်ညစ်နေရတတ်ပါတယ်သမီးကျုပ်ကတော့ပြောစရာမလိုဘူးအရန်ကောင်းတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုအရန်ကောင်းတယ်ကာလတစ်ခုဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်မိဘအကူအညီအထောက်ပံ့ကြောင့်ပညာရေးတွေ
အောင်မြင်သွားတတ်တဲ့အစဉ်ပြေသွားတတ်တဲ့ပြီးတော့ကိုယ်တိုင်စူးစမ်းဖို့ပဲအရန်ရည်ကြည့်ပါတယ်မိဘတွေထောက်ပံ့မှုကပြောစရာမလိုဘူးကိုယ်တိုင်အသုံးချဖို့အရန်ရည်ကြည့်ပါတယ်ခင်ဗျာအလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်ကောင်းတယ်လို့ဆိုရပါမယ်မိတ်ဆွေအကူအညီထောက်ပံ့ကြောင့်ကိုယ့်ရဲ့အလောက်ကန်လေးတွေအစဉ်ပြေသွားတတ်တယ်အလောက်လေးတွေအောင်မြင်သွားတတ်တယ်ကိုယ့်အကူပေါ့နော်ဘယ်သူကလည်းမတိုင်ပင်ဘူးကိုလှုပ်ချင်တာထားလို့မယ်ဆိုရင်တော့နည်းနည်းလေးအန္တရာယ်ရှိပါတယ်ဒါကြောင့်မိတ်ဆွေကအလောက်ကောင်းတွေရချင်တယ်အလောက်ကန်တွေအစဉ်ပြေချင်တယ်ဆိုရင်ကိုရမ်းချရတဲ့ငယ်ချင်းမိတ်ဆွေတွေကိုယုံကြည်ရတဲ့မိတ်ဆွေတငယ်ချင်းတိုင်ပင်ပြီးတော့လှုပ်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအလုပ်သစ်စတင်မယ်ဆိုရင်လည်းလှုပ်လို့ရပါတယ်ဒါကြောင့်ခဏကကြော်ပြောလို့မျိုးပဲကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေတိုင်ပင်ဖို့လုံးဝမမေ့ပါနဲ့ကိုယ့်ရဲ့စိတ်ထင်တိုင်းလုပ်မယ်ဆိုရင်တော့အမှားယွင်းတွေဖြစ်တတ်ပါတယ်ဒါကြောင့်ပြုဆိုင်ပါဥမာခင်ဗျာမိတ်ဆွေကအလုပ်ပြောင်းချင်တယ်အလုပ်ဆွေးချင်တယ်ကိုစိတ်ကိုနဲ့ပဲပြောင်းဆွေးလိုက်တယ်တော့ဘယ်သူအကူအညီမှမယူဘူးအဲ့လိုမျိုးမိတ်ဆွေရဲ့စိတ်ရှိတဲ့အတိုင်းလှုပ်မိလိုက်မယ်ဆိုရင်တော့ဒါမိတ်ဆွေအလုပ်ကံကရုတ်တရက်ညှက်တော့တတ်ပါတယ်။ဟိုမှာတကယ်ချင်းတွေမိတ်ဆွေတွေမေးကြည့်မယ်ကဲဒီအလုပ်ပြောင်းရင်အဆင်ပြေနိုင်ပါမလားငါနဲ့တော့တစ်တော်ရဲ့ဘာမလားပေါ့နော်ဒီအလုပ်ကိုငါစတင်ပြီးလုပ်မယ်ဒီလုပ်ငါတိုးချဲ့မယ်ငါနဲ့ရောအဆင်ပြေပါမလားငါနဲ့ရောအဆက်ပါမလားအဲ့လိုအကြံဉာဏ်လေးတွေတောင်းပေါ့အဲ့ဒါကိုကျွန်တော်ဆိုလိုခြင်းဖြစ်ပါတယ်ဒီလိုမိတ်ဆွေကအကြံဉာဏ်တောင်းခြင်းအပြင်မိတ်ဆွေရဲ့အလုပ်ကံတွေကပို့ပြီးတော့အောင်မြင်လာခဲ့မှာဖြစ်ပါတယ်အလုပ်ကံတွေကလည်းအဆင်ပြေသွားမှာဖြစ်ပါတယ်နောက်တစ်ချက်မိတ်ဆွေအရန်ကောင်းနေတာကံနဲ့ပတ်သက်လို့တွေကအရန်ကြိုးပေးပါတယ်ခင်ဗျာကံစမ်းချင်တယ်ဆိုရင်တော့တစ်ပါတဲ့နံပါတ်တွေကိုရွေးချယ်ပြီးတော့စမ်းပါကံကောင်းနေတဲ့အယောင်ကအစိမ်းရောင်ရဲ့ပြီးတော့အနီရောင်ရဲ့ကံကောင်းပါတယ်အကျိုးရှိပါတယ်မိတ်ဆွေကဒီကာလမှာရက်ဝေးသွားတာတွေခီးထွက်တာတွေလုပ်မယ်ဆိုရင်လှုပ်လို့ရပါတယ်ထွက်လို့ရပါတယ်နိုင်ငံခြားသွားဖို့မိတ်ဆွေကစောက်ဆိုင်တဲ့လူဆိုရင်လည်းဗီဇာတွေဒါစောက်ဆိုင်တယ်ဆိုရင်အလွယ်တကူကြားတတ်ပါတယ်ဗီဇာနဲ့ပတ်သက်ရင်လည်းအဆင်ပြေပါတယ်ခင်ဗျာအမြန်ဆုံးမိတ်ဆွေဆန္ဒတွေပြည့်မြောက်သွားမှာဖြစ်ပါတယ်ရက်ဝေးခီးတွေကအရန်ချိုးပြတယ်လို့ဆိုရပါမယ်ကဲကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာဒီရေတရားလှုပ်လိုက်ခြင်းအပြင်เนาะအင်္ဂါသားသမီးတွေဒီ6လပိုင်းမှာကြုံတွေ့မဲ့အခက်အခဲချက်တွေပြေပြောက်ပြီးတော့ကောင်းတဲ့အရာလေးတွေကိုယ့်စီကိုရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်မို့ရေတရားဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာဗီဒီယိုကိုမဆက်ရရင် share ထားပေးပါခင်ဗျာဘာကြောင့်တော်တော်များများတွေကအိမ်တော်ကြီးညံ့တဲ့ကြောင့်မို့အင်္ဂါသားသမီးမြင်တွေ့ရအောင်လုပ်ပါခင်ဗျာကဲဒါဆိုရင်ကျွန်တော်ရေတရားလေးပေးမယ်ကဲကျွဲတူတူလက်လုပ်ကြမယ်ခင်ဗျာလောက်ရမယ့်ရေတရားကရမ်းလွယ်ကူပါတယ်ကျွန်တော်လောက်ရမယ့်အချိန်လေးတို့အရင်ပြောပြပါမယ်လောက်ရမယ့်အချိန်ကမိတ်ဆွေကံရမ်းကောင်းချင်တယ်မိတ်ဆွေရဲ့ကံကောင်းရဲ့နေ့ကကြာတာရေးနေမနက်7:15မိနစ်ချိန်မှာပြုလုပ်မယ်ဆိုရင်မိတ်ဆွေတွေအရန်ကြိုးပြီးပါတယ်လက်သက်လုံးမှတ်တာပါအင်္ဂါသားပြီးတော့ကံကောင်းဆုံးအချိန်ကကြာတာရေးနေ7:15မိနစ်ကအရန်အကျိုးပြီးတဲ့အရန်ကံကောင်းနေတဲ့အချိန်ဖြစ်တယ်ဒုတိယတစ်ချက်ကံကောင်းနေတဲ့အချိန်ကမိတ်ဆွေရဲ့နေ့အင်္ဂါနေ့9:45မိနစ်ကဒုတိယကံကောင်းတဲ့အချိန်မိတ်ဆွေအစဉ်ပြေတဲ့နေ့ကိုပြုလုပ်ပါခင်ဗျာလောက်ရမယ့်ရတရားကနှင်းစီပန်း10ပွေကိုဖျားမှာကတ်လူမယ်ပြီးတော့နဂမောက်တီကိုဖျားမှာကတ်လူမှာဖြစ်ပါတယ်နဂမောက်တီကလည်းเนาะ10စိတ်တက်နိုင်တယ်ဆိုရင်10စိတ်ပေါ့เนาะအစဉ်ပြေလို့เนาะအစိတ်တီ10စိတ်ကိုဖျားမှာကတ်လူမယ်ကတ်လူပြီးတော့မိတ်ဆွေကအမွှေးတိုင်းတွေနတ်သားတွေပေါ့เนาะအစဉ်ပြေကတ်လူပြီးရေရိုးတေးတေးလေးလေးစားနဲ့မိတ်ဆွေကဖျားကိုเนาะစစ်ခိုးမယ်ပြီးရင်တေးသေးချာချာလေးကတ်လူပေးမှာဖြစ်ပါတယ်စနစ်ကြော်တာနဲ့ချက်ချင်းဆိုလိုက်ပါခင်ဗျာဒီရတရားကိုမိတ်ဆွေယုံကြည်နဲ့လုပ်ပါမိတ်ဆွေဖြစ်ချင်တဲ့ဆန္ဒတွေပြည့်မြောက်သွားမှာဖြစ်ပါတယ်ကုသိုလ်ရတရားလည်းဖြစ်ပါတယ်ခင်ဗျာကျောင်းမိတ်ဆွေတွေဗီဒီယိုမြင်တာနဲ့ဝေမျှခြင်း share ခြင်းဖြင့်ကုသိုလ်ယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကိုလိုမျိုးပဲအခက်အခဲချက်တွေဖြစ်နေတဲ့သူတွေမြင်တွေ့သွားတယ်ဆိုရင်ထပ်တူကုသိုလ်ရမှာဖြစ်ပါတယ်ကျောင်းမိတ်ဆွေတွေနှစ်အစနှစ်ဆုံးကောင်းတဲ့မိတ်ကောင်းတော့တိတ်ကောင်းတော့ငွေခြင်းနဲ့ပြည့်စုံပြီးပျော်စင်တော့မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှာပြန်လဲဆုံတွေ့ကြပါမယ်